င်္ဂလာပါရှင်ကျမကတော့အောင်ခိုင်ခန့်ကုမ္ပဏီရဲ့ Managing Director ဒေါ်ပပခိုင်ဖြစ်ပါတယ်ရှင်ကျမတို့အောင်ခိုင်ခန့်အကျိုးဆောင်ကုမ္ပဏီကို2009ခုနှစ်အောက်တိုဘာလမှာစတင်တည်ထောင်ခဲ့ပါတယ်ရှင်ကျမတို့ရုံးခန်းရဲ့တည်နေရာလေးကတော့ FMI City C87 ဘလောက်ဝါဆယ်လမ်းမှာရှိပါတယ်ကျမတို့အောင်ခိုင်ခန့်ကုမ္ပဏီရဲ့ reception ရုံးခန်းကတော့ FMI ရေကူးကန်တောင်မှာဖွင့်လှစ်ထားပါတယ်ရှင်ကျမတို့အောင်ခိုင်ခန့်အကျိုးဆောင်ကုမ္ပဏီက FMI City ထဲမှာရှိတဲ့လုံးချင်းအိမ်များကိုရောင်းပေးခြင်းဝယ်ပေးခြင်းငှားပေးခြင်းကိုအဓိကဆောင်ရွက်ပေးနေတဲ့ကုမ္ပဏီဖြစ်ပါတယ်ရှင်။ဒါအပြင် FMI City နဲ့နီးတစ်ဝိုက်မှာရှိတဲ့ဘလောက်ကားတဲ့အင်အားစီမံကိန်း၊ပန်းလန်အင်အားစီမံကိန်း၊ရွှေဘုံသာအင်အားစီမံကိန်း၊နဝဒေအင်အားစီမံကိန်း၊အောင်စရအင်အားစီမံကိန်း၊ထီလိုင်ရှင်အင်အားစီမံကိန်း၊ရွှေကန်းသာအင်အားစီမံကိန်းစသဖြင့်အင်အားစီမံကိန်းတွင်းမှာရှိတဲ့လုံးချင်းများမြေခွဲများရှောင်းများကိုရောင်းဝယ်ငှားရမ်းပေးမှုအဓိကထားပြီးဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီဖြစ်ပါတယ်ရှင်။ကျမတို့ရုံးခန်းဒီနေရာရဲ့အနည်းဆက်ဆုံးမှာရှိတဲ့လှိုင်သာစက်မှုဇုံ1 2 3 4 5 6ခွန်အနော်ဒါစက်မှုဇုံများစင်အောင်စက်မှုဇုံရွှေတန်လင်းစက်မှုဇုံနဲ့ရွှေလီမန်းစက်မှုဇုံငွေပင်လယ်စက်မှုဇုံတို့ကိုလည်းအဓိကထားပြီးတော့ရောင်းဝယ်ငှားရမ်းပေးမှုကိုဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီဖြစ်ပါတယ်ရှင်။ဒါအပြင်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့အင်ချန်မြေများကိုဝန်ဆောင်မှုပေးရမှာလွယ်ကူစေရန်အတွက်ကျမတို့ရုံးခွဲကိုမြောက်တကုံ35ရပ်ကွက် VIP ဘိုးရဇလန်အမှတ်1368မှာထပ်မံဖွင့်လှစ်ခဲ့ပါတယ်ရှင်။အင်ချမ်မြန်နဲ့ပတ်သက်လို့ရောင်းကျင်တယ်ဝယ်ကျင်တယ်ငှားကျင်တယ်ရင်းနှီးမြှုပ်နှံကျင်တယ်ဆိုရင်ကျမတို့အောင်ခိုင်ခန့်အကျိုးဆောင်ကုမ္ပဏီကိုအမြန်ဆုံးဆက်သွယ်လိုက်ပါရှင်။